စစ်ကောင်စီကဖွဲ့ပေးတဲ့ရွေးကောက်ပွဲကော်မရှင်ဆိုတော့ဒါတော်တော်ရှင်းသွားပြီလေဘာလို့ကော်မရှင်ကလုံးပါလဲဗျရွေးကောက်ပွဲအစ်စ်တယ်ခင်ဗျရွေးကောက်ပွဲကလုတ်ပြီးသွားလို့ပြည်သူလူထုကမဲဆန္ဒနဲ့အဆုံးဖြတ်ပေးပြီးသွားပြီဗျာဒါအင်မတန်ရှင်းတယ်ဆိုတော့အဲ့ဒီဟာကိုခလေးကစားသလိုမျိုးနောက်သလိုပြောင်းသလိုလုပ်ခွင့်မရှိဘူးဒီရလတ်ကိုအသိမှတ်ပြုပြီးတော့အကောင့်ထဲပေါ်ဖို့ပဲရှိတယ်အဲ့ဒီအကောင့်ထဲပေါ်မှုမှာမှဆက်ပြီးတော့ပြောစရာတွေရှိတယ်အဲ့တော့ဒီဟာကအခုအစ်စ်ဖွဲ့တယ်ဆိုတော့ရွေးကောက်ပွဲကော်မရှင်ကကျွန်တော်တို့ပြည်သူတွေအလိုမရှိတော့ပြကြလိမ့်မယ်စမယ်ဒီနေ့ပြီးသွားရင်မနေ့ဖန်ကနေစပြီးတော့ပြမှာအဲ့တော့အစ်စ်ဖွဲ့စည်းတဲ့စစ်ကောင်စီရဲ့ကော်မရှင်ကိုအလိုမရှိပြီးတော့အဲ့မှာဘာဖြစ်လာမလဲဆိုတော့လမ်းဘေးဖဲသုံးကြဝိုင်းမှာလိန်တဲ့အခါမှာအလံရှူးတဲ့ဒလန်တွေလာသလိုပေါ့တချို့သောနိုင်ငံရေးပါတီဆိုတဲ့လူတွေကသွားပြီးတော့တွေ့ကြလိမ့်မယ်မှတ်ပုံတင်ကြလိမ့်မယ်ဆွေးနွေးကြလိမ့်မယ်အဲ့ဒါတွေအကုန်လုံးကဒလန်တွေပဲเนาะဒါကျွန်တော်တို့ပြည်သူတွေဘက်ကရှင်းရှင်းပြပြပြောထားတာနောက်တစ်ခုကတော့ဒီပြည်သူ့အုပ်ချုပ်ရေးကိစ္စပြည်သူ့အုပ်ချုပ်ရေးဆိုတဲ့နေရာမှာအခုကျွန်တော်တို့ကဒီစစ်ကောင်စီကချပေးတဲ့လူတွေမို့လို့เนาะညင်းကြတယ်ဟုတ်ပြီဒါပေမဲ့ကျွန်တော်တို့ကလူပုဂ္ဂိုလ်ကိုညင်းနေတာမဟုတ်လူပုဂ္ဂိုလ်ကိုကြိုက်ချင်းမကြိုက်ချင်းပြဿနာမဟုတ်ဘူးเนาะအခုကဒီစစ်ကောင်စီကသူ့ကိုယ်သူအစိုးရဖြစ်တယ်ဆိုတဲ့အချိုးကိုချိုးကျင်နေတာကိုကျွန်တော်တို့ညင်းပယ်ရမှာအဲ့ဒါကိုဟန်တာပြရမှာပြည်သူလူထုကိုယ့်ဘာသာကိုတိဆောက်မယ်ရက်ွက်အစိုးရကျေးရွာအစိုးရအဆင့်တွေကိုဒါဒီအနှစ်သာရဒါကြောင့်မို့လို့လူပုဂ္ဂိုလ်ကိုညင်းနေတာမဟုတ်ဘူးစနစ်ကြီးကိုညင်းနေတာစနစ်အမှန်ကိုတိဆောက်နေတာစနစ်အမှားလာချပေးတဲ့ဟာကိုညင်းဆန်နေတာဒါလေးသဲကွဲဖို့ပါပဲလူငယ်တွေအများဆုံးမေးကြတယ်မေးခွန်းပေါ့နော်ကျွန်တော်တို့လည်းချိတ်ဆက်ပြီးတော့တကယ်တော့သူတို့သိကျင်တာတိုင်ပင်ကျင်တဲ့သဘောတွေပါအဲ့ဒါဘာလဲဆိုတော့လက်တလောဒီအာဆီယံနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားရမလဲသူတို့ဒီအာဆီယံနိုင်ငံတွေကိုဘယ်လိုဆက်ဆံရမလဲဒီဆန္ဒပြပွဲတွေမှာတော့အာဆီယံနိုင်ငံတွေကိုဘာပြောရမလဲပေါ့ဒါသူတို့အတွေးတွေလည်းရှိတယ်ဆိုတော့ကျွန်တော်သဘောထားကိုကျွန်တော်ပြောပြမှာပေါ့နော်ဒီအာဆီယံနိုင်ငံတွေဟာအနှစ်30လောက်နော်ဘာလို့ကျွန်တော်တို့နိုင်ငံမှာဘလောက်ပဲရက်ဆက်ကြမ်းကြုတ်မှုတွေမတရားမှုတွေဖြစ်ခဲ့ဒါပြည်တွင်းရေးပါဆိုတဲ့စကားလုံးနဲ့ပဲသူတို့အတတ်နိုင်ဆုံးကဒါပဲရှိခဲ့တယ်တကယ်တမ်းသူတို့စပြီးတော့အာဆီယံရဲ့ဖွဲ့စည်းမှုကဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအခြေခံခဲ့တာမဟုတ်ဘူးဒါတော့ရှင်းတယ်သူဒေတာကြီးဒီဒေတာတွင်းထဲမှာပေါ့ဒီအင်အားကြီးတဲ့နိုင်ငံတွေကိုလည်းသူတို့လွန်ဆန်နိုင်တာမဟုတ်ဘူးတချို့ကိစ္စတော်တော်များများမှာဆိုတော့ဒါဒီအာဆီယံဒီကမ္ဘာပါဝါမဟုတ်ဘူးဒါကိုတော့ညင်းစရာမရှိဒါမြင်ကိုမြင်ထားတယ်ပြီးတော့ဗျာတချို့ကိစ္စတွေကပေါ့ဗျာဒီအာဏာသိမ်းတဲ့စစ်ကောင်စီကိုအသိအမှတ်ပြုသလိုအဲ့လိုမျိုးတက်ရောက်သွားလို့မရဘူးနော်ဒီအာဆီယံရဲ့လုပ်ရက်တွေကမနေ့ကကိစ္စမျိုးဆိုလို့ရှိရင်ဒါနောက်ဆုံးကြတော့တရားဝင်လဲမလာရဲဆိုတဲ့အခါကျဘာဖြစ်လဲဆိုတော့ခိုးကြောင်ခိုးပဲတွေးရတဲ့အဆင့်မျိုးဖြစ်လာအဲ့တော့နိုင်ငံတစ်ခုရဲ့ဂုဏ်သိက္ခာနဲ့ဒီလိုလုပ်ရက်တွေကိုပြန်စဉ်းစားစရာကောင်းတယ်အဲ့တော့ဒါဟာစစ်ကောင်စီကိုအတိမတ်ပြုတ်တဲ့သဘောတက်ရောက်သွားလို့မရဘူးဆိုတာမျိုးတော့သဘောပေါက်သွားဟန်ရှိတယ်အဲ့တော့နောက်မျိုးဆက်များဒီအာဆီယံနိုင်ငံတွေနဲ့ဆက်ဆံတဲ့အခါမှာသူတို့နဲ့တန်ယုံနေနဲ့ဆန္ဒပြရင်းနဲ့ပြောကြဆိုကြတဲ့နေရာမှာအခြေခံစဉ်းစားဖို့အချက်တွေပါအာဆီယံဒီပွဲစားဆန်ဆန်ညံမျိုးနဲ့ချင်းကပ်လာမယ်ဆိုရင်တော့ဒါကျွန်တော်တို့အနေနဲ့အလုပ်ဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့လက်ခံဖို့အခက်အခဲရှိလိမ့်မယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကလူငယ်တွေကသူတို့ကြွေးကြော်တယ်ကျွန်တော်ကြားနာကြားလဲရတယ်ဗျလူငယ်တွေမှာအနာဂတ်ရှိတယ်တဲ့ဒါကနားထဲနေမကောက်နှလုံးသားထဲထိရောက်လာတယ်ဟုတ်တယ်ဒါမှန်တယ်ဒါကိုကျွန်တော်တို့အပြည့်အဝသဘောတူတယ်ဗျာနှစ်ချိုက်တယ်ဗျာဒီလိုပြောတာသူတို့မှအနာဂတ်ရှိတယ်လို့နေတိုင်းကြွေးကြော်နေတာနော်ဒါပေမဲ့ခက်နေတာကသူတို့နဲ့ရင်ဆိုင်နေရတဲ့သူတွေကကြတော့အနာဂတ်မရှိတဲ့လူတွေအနာဂတ်မရှိတော့ဘူးဆိုတဲ့လူတွေနဲ့အနာဂတ်ရှိတယ်လို့ယုံကြည်ထားတဲ့လူတွေနဲ့ရင်ဆိုင်နေရတာအဲ့ဒါကိုသာကြာနာတွေးပါနိညဒါကိုသာဆင်ခြင်ပါလူငယ်တွေကိုဘာလုပ်ရမလဲဆိုတော့ပို့ပြီးတော့ထင်ရှားလာပါလိမ့်မယ်